skin care တွေတော့အမြဲလုပ်နေတယ်ဒါပေမဲ့ကိုသုံးနေတဲ့ skin care တွေကကို့အသားရည်အတွက်တကယ်ရောထိရောက်လား research ရှိလားဆိုတာဘယ်လိုသိမလဲအဲ့ဒီအတွက် skin tester လေးရှင်းအရန်လွယ်ပါတယ် skin care မလုပ်ခင်အသားရည်လေးကို skin tester လေးနဲ့အရင်စစ်ကြည့်ပြီးတော့ research ကိုမှတ်ထားလိုက်ပါ data လေးကိုကြည့်လိုက်ရင် Agree ရဲ့အသားရည်ကရေတက်နေပြီးတော့အဆီတက်များနေတာကိုတွေ့ရပါတယ်နော်ပြီးရင်တော့ကိုယ့်ရဲ့ skin care routine လေးကိုပုံမှန်လုပ်ပြီးတော့15မိနစ်လောက်ထပ်ဆောင်ပေးပါမယ်ပြီးမှ skin tester လေးနဲ့ထပ်ပြီးတော့စစ်ကြည့်လိုက်ရင်ရေတက်လေးမြင့်လာပြီးအဆီတက်လေးလျော့ကျသွားတာကိုတွေ့ရပါတယ်နော် skin care ကကိုယ့်အသားရည်အတွက်တကယ်အလုပ်လုပ်နေလားဆိုတာကိုမျက်စိနဲ့တင်မြင်နိုင်ပါတယ်ဒီ device လေးကတော့ Blingo ရဲ့ new product ဖြစ်တဲ့ Blingo skin tester ပဲဖြစ်ပါတယ်သူက skin sensor technology ကိုအသုံးပြုထားတာကြောင့်အသားရည်ရဲ့အခြေအနေကို3စက္ကန့်အတွင်းလျင်မြန်စွာစစ်ဆေးပေးနိုင်ပါတယ် Blingo skin tester လေးကအဓိက skin data ၄မျိုးကိုတိုင်းတာပေးပါတယ်အသားရည်မှာရေတက်လုံလောက်မှုရှိမရှိသိနိုင်တယ်အဆီတက်များနေလားမျှတနေလားဆိုတာစစ်ဆေးပေးပါတယ်အသားရည်ရဲ့တင်းရင်မှုအခြေအနေကိုပြသပေးပါတယ်ကိုယ့်ရဲ့ skin tone အပြောင်းလဲကိုလည်းစောင့်ကြည့်ပေးနိုင်ပါတယ်Agree ပုံမှန် skin analysis လုပ်ချင်ရင် beauty clinic တွေအထိတွားပြီးလုပ်ရတတ်တယ်။ဒါပေမဲ့အခုတော့ Blingo skin tester လေးရှိထားရင်အိမ်မှာနေပြီးအချိန်မရွေးလွယ်လွယ်ကူကူနဲ့3စက္ကန့်အတွင်းကိုယ့်ရဲ့အသားရည်အခြေအနေကိုသိနိုင်ပါပြီ။ဒါကြောင့်ရာသီဥတုပြောင်းလဲတဲ့အချိန် skin care product အသစ်ပြောင်းသုံးတဲ့အချိန် facial mask တွေစမ်းသုံးပြီးတဲ့အချိန်မှာကိုယ့်ရဲ့အသားရည်ကတကယ်ပြောင်းလဲလာလားဆိုတာ data နဲ့ချက်ချင်းသိနိုင်ပါပြီ။ Agree နဲ့လည်းဒီ Blingo skin tester ကိုထုတ်လုပ်ရတဲ့ရည်ရွယ်ချက်ကလည်း product တစ်ခုကိုရောင်းချဖို့တင်မဟုတ်ပဲလူတိုင်းကိုအသားရည်ကိုပိုနားလည်လာစေဖို့ပုံမှန်ကန်တဲ့ skin care routine ကိုရွေးချယ်နိုင်စေဖို့ပြီးတော့ beauty ကိုယုံကြည်မှုရှိရှိနဲ့ဂရုစိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကို့အသားရည်ကိုနားလည်တဲ့သူကပိုကောင်းတဲ့ skin care decision ကိုချနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ကနေစပြီး skin care ကိုခက်မှန်းပြီးမလုပ်တော့ပဲ data နဲ့စပြီးဂရုစိုက်ကြရအောင်နော်။